Fizz Me AI ကတော့ Canva နဲ့တော်တော်လေးတူပါတယ်။ဒါပေမဲ့သူက chart တွေ create လုပ်တဲ့အခါမှာ presentation တွေလုပ်တဲ့အခါမှာ 3D chart တွေပြီးရင် AI နဲ့ပေါ့နော် presentation လုပ်တဲ့နေရာတွေမှာအားသာတဲ့အတွက်ဒီမှာပြပေးလိုက်တယ်ပေါ့နော်ပထမဆုံး account create လုပ်ပါလုပ်ပြီးသွားတာနဲ့ presentation ကိုသွားပါတော့ presentation မှာသူကလေcategory နဲ့ sorting လုပ်လို့ရပါတော့ကိုယ့်ရဲ့စီးပွားရေးမှာရှိတဲ့ industry လိုက်ရွေးလို့ရတယ်ဒီမှာတစ်ချက်ရွေးပြီးသွားပြီးတော့ကို create လုပ်ချင်တဲ့ slide deck ကို template ရွေးပြီးကိုလုပ်ချင်တဲ့ idea project အကြောင်းကိုဒီမှာရေးလို့ရတယ်ပေါ့နော်အဲ့တော့ရေးပြီးသွားပြီးတော့သူက AI နဲ့ template လေးကို create လုပ်ပေးလိုက်တယ်အဲ့ဒါကို edit နှိပ်လိုက်တယ်နှိပ်ပြီးသွားတာနဲ့ဘေးမှာ canvas နဲ့တော်တော်တူပါတယ်ဘေးမှာပေါ့နော်သူကဒီ graphic တွေ photo တွေလုပ်လို့ရတယ်နော်ဒီမှာတခြား 3D AI ကိုပြမှာမို့လို့ data ကိုသွားပါ 3D AI ကိုရွေးပါရွေးပြီးရင်တော့ 3D chart အတွက် data လေးတွေကို table မှာဖြည့်တာပေါ့နော်ဒီနေရာတွေမှာတခြားတော့ save focus ဆိုရင်လည်းလာအလိုက်ပစ္စည်းအလိုက်နေရာအလိုက်ရွေးပြီးတော့မှ data numbers လေးတွေကိုထည့်လို့ရပါတယ်အဲ့တော့ဒီမှာထည့်ပေးသွားပြီဆိုရင်ကျတော့ဒီဘက်ဘေးမှာပေါ့နော်ရွေးနေတဲ့ 3D graphic လေးပေါ်ရပေါ့နော်အဲ့တော့ကိုလုပ်တဲ့ presentation အတိုင်းသူကဒါလေးကိုပြလို့ရအောင်နော်သူကကင်ပြီးတော့လည်းရွှေ့လို့ရတာပေါ့နော်တော်တော်လေးကိုဒါ graphic မှာကြည့်လို့ကောင်းတယ်ပေါ့နော်နောက်တစ်ခါတော့ဒီမှာဆိုလို့ရှိရင်တော့ data နဲ့ပတ်သက်တဲ့ဒီ widgets လေးလည်းထည့်လို့ရတယ် visualization အတွက်ပေါ့နော်ဒီမှာဆိုရင် icon လေးတွေထည့်ပြထားတယ်အဲ့ icon လေးတွေမှာအတိုး short လုပ်လို့ရတယ်ဒါ canvas မှာလည်းပါပါတယ်ဒီမှာတော့ 3D ဘက်ပို့သွားရပါတော့နောက်တစ်ခါတော့ဒီမှာtable တွေပေါ့နော်ထည့်လို့ရတယ်ပြီးရင်ဒီမှာတစ်ချက်နောက်တစ်ခုလို့ပြထားတာကdiagram တွေထည့်လို့ရတယ် diagram ကတစ်ခုချင်းစီကွာလာပြီးတော့ဆွဲပြရမှာပါတယ်ပေါ့နော်ပြီးတော့ graphic အောက်မှာ character ဆိုတာလေးရှိပါတယ်အဲ့ဒါကတော့ character အသစ်တစ်ခုကို create လုပ်လို့ရတယ်လို့မျိုးကိုပါဒီမှာသူတို့ default ထားတဲ့ character လေးကိုထည့်ပြီးတော့လဲကိုယ့်ရဲ့ presentation တောက်လျှောက်မှာပေါ့နော်ရှင်းပြဖို့အတွက်ထည့်လို့ရပါတယ်ပြီးသွားရင်တော့ download button လေးနှိပ်ပြီးတော့သုံးလို့ရပါပြီနော်